ကနောင်မင်းသားကြီးရဲ့အရင်စက်မှုလုပ်ငန်းနဲ့သိပ္ပံပညာကိုလေ့လာပြီးတိုင်းပြည်ကိုတိုးတက်အောင်လှုပ်ဆောင်ခဲ့တဲ့လူတစ်ယောက်ရှိခဲ့ပါတယ်။အင်္ဂလိပ်မြန်မာအဘိဓမ္မာကိုပထမဦးဆုံးထုတ်လုပ်ခဲ့ပြီးရှုပ်ထွေးလာတဲ့မြန်မာနန်းတွင်းထဲမှာလွတ်လွတ်ကင်းကင်းနဲ့နေနိုင်ခဲ့တဲ့သူပါ။ဟုတ်ပါတယ်။သူကတော့မခေယမင်းသားကြီးပဲဖြစ်ပါတယ်။မခေယမင်းသားကြီးကိုတော့ဘိုးတော်ဖရာဘရုံမင်းနဲ့တိတိမဟာရတနာဒေဝီတို့ကဖွားမြင်တဲ့တာတော်တစ်ပါးပဲဖြစ်ပါတယ်။သူငယ်စဉ်ကတည်းကတွတ်ချပါတာလင်္ကန်းယောဂခံစားခဲ့ရတဲ့သူပါ။နန်းရည်တွေကိုစိတ်ဝင်စားပဲနိုင်ငံနဲ့လူမျိုးအတွက်သိပ္ပံပညာစီကျန်းဓာတ်ကျန်းဗေဒင်ကျန်းပါဠိတက္ကရာဘာသာကျမ်းတွေကိုလေ့လာပြီးမြန်မာဘာသာပြန်ဆိုခဲ့ပါတယ်။သူဟာနန်းတွင်းကိုအဝင်ထွက်ရှိတဲ့အနောက်တိုင်းသားတွေစီကနေအင်္ဂလိပ်စာကိုတင်ယူခဲ့ပါတယ်။အဲဒီကနေတဆင့်သိပ္ပံပညာကိုစိတ်ဝင်စားပြီးလေ့လာခဲ့တာပါ။အဲဒီချိန်ကမြန်မာတွေမှာအနောက်တိုင်းဝိဇ္ဇာသိပ္ပံဘာသာရဲ့မတမြောက်ကြသေးပါဘူး။ခင်မမီပဲနောက်ကကြံနေခဲ့တဲ့အနေအထားပါ။ဒါကြောင့်လည်းသူမြန်မာများခင်မြောင်ဆိုပြီးအစွမ်းကုန်စူးစမ်းတင်ယူခဲ့တာပါသူဟာအင်္ဂလိပ်ကုန်တဲ့ချာလင်စီကနေ Rich Encyclopedia အဆွဲဆုံးကျမ်းကိုဝေယူပြီးတိကျလေ့လာခဲ့ပါတယ်အဲ့ဒီကျမ်းဟာအဲ့ဒီအချိန်ကအနောက်တိုင်းခေတ်အသက်ပညာဘုဒ္ဓတာကိုအေကနေဆက်အထိစနစ်တကျပြုစုထားတဲ့45တွဲပါတဲ့ကျမ်းကြီးပဲဖြစ်ပါတယ်သူဟာအဲ့ဒီကျမ်းကိုဘာသာပြန်ဆိုပြီးသူဟာအဲ့ဒီကျမ်းကိုဘာသာပြန်ဆိုဖို့ကြိုးစားရင်းတစ်ဖက်ကလည်းမြန်မာတွေအင်္ဂလိပ်စာတကြွစေဖို့သူ့ကိုစိတ်ကူးပေးနေတဲ့ဒေါက်တာဘရိုက်ရဲ့အကူအညီနဲ့ဒေါက်တာဂျက်ဆင်ရဲ့အင်္ဂလိပ်အဘိဓမ္မာကိုမြန်မာပြန်ဆိုဖို့ဆောင်ရွက်ခဲ့ပါတယ်။နောက်ပိုင်းဒေါက်တာဘရိုက်ပြန်သွားတော့မစ္စတာချာလီနဲ့ထပ်ပြုစုခဲ့ပြီးနောက်ဆုံးဒေါက်တာဂျက်ဆင်8နှစ်စာပြုစုခဲ့တဲ့အကျမ်းကိုအင်္ဂလိပ်မြန်မာအဘိဓမ္မာအဖြစ်9နှစ်ကြာမြဘာသာပြန်ဆိုပြီးစီသွားခဲ့ပါတယ်။အင်းဝနန်းတော်ကိုရောက်ရှိတဲ့အနောက်တိုင်းသားများဟာသူတို့လေးစားအဆုံးပုဂ္ဂိုလ်ဟာမက္ခယမင်းသားကြီးဖြစ်တယ်လို့မှတ်တမ်းတွေမှာတွေ့ရပါတယ်။မင်းသားကြီးရဲ့စာစည်းစိတ်ထဲမှာအဲ့ဒီချိန်ကလေးကတာမန်အနောက်တိုင်းသားတွေအသုံးပြုတွေမရှိတဲ့အပူချိန်တိုင်းကရိယာတာမိုမီတာလေးပြားတိုင်းကရိယာဘာရိုမီတာတွေတောင်ထားရှိခဲ့တာပါအဲ့ဒီခေတ်ကအာရှတိုက်ရဲ့ဒိဋ္ဌိကျပညာရှင်တုတီများတာအတင်းဝင်ခွင့်ပြုထားတဲ့ဘင်္ဂလားအာရှဆိုင်ရာဝိဇ္ဇာသိပ္ပံတုတီတနာအတင်းကြီးရဲ့ဂုံတူးဆောင်အတင်းသားပညာရှင်အဖြစ်ရွေးချယ်ခံထားရသူပါသိပ္ပံပညာရဓမ္မကပဲလောကရတန်ကဏ္ဍတင်ချအနောက်တိုင်းတတပေတာပထဝီဘာသာတွေကိုလေ့လာခဲ့ပါသေးတယ်ကဘာကြီးကပြားတယ်လို့ယုံကြည်နေကြတဲ့အင်းဝခေတ်မှာနိုင်ငံသိပ္ပံနည်းပညာမတိုးတက်လို့နေချက်ရန်ကိုကာကွယ်နိုင်မှာမဟုတ်ဘူးဆိုတာကိုသိရှိပြီးကြိုးပမ်းခဲ့တာပါဒါကြောင့်လည်းနန်းတွင်အာဏာလုယူမှုများမှာပါဝင်နိုင်ခြင်းမရှိပဲသိပ္ပံပညာရပ်ကိုတစိုက်မဲ့လေ့လာခဲ့တာပါအင်းဝနေပြည်တော်ကိုကိုယ်စားလှယ်အနေနဲ့ရောက်ရှိလာတဲ့ဗလန်တယ်ကတင်ချာအခေအကြောင်းတင်ပေးမယ်ဆိုတာတောင်တခြားမင်းသားတွေနဲ့လွတ်တော်အမတ်များကအထင်လွဲမှာဆိုတာကြောင့်မတင်ခဲ့ပဲနေခဲ့တာပါတာယာဝတီမင်းပုံကန်တော့လည်းတာယာဝတီမင်းဘက်ကလည်းမပါသူ့အလုပ်တူတာလုပ်နေခဲ့တာပါမင်းသားကြီးဟာတာယာဝတီမင်းနဲ့တင့်မြတ်တယ်လို့ဘာကြီးတော်မင်းနဲ့လည်းတင့်မြတ်ခဲ့ပြီးအနောက်တန်းတိုင်အဖွဲ့များနဲ့လည်းပညာရှင်ဆက်ဆံနိုင်ခဲ့သူပါသူဟာဘာသာပြန်အဘိဓမ္မာအပြင်အခြားကျမ်းပေါင်းများစွာကိုလည်းပြုစုနိုင်ခဲ့ပါသေးတယ်သူ့ရဲ့တည်ကြည်မှုကြောင့်အခြားမင်းကြီးမင်းသားများလိုအရေးတော်ပုံများနဲ့အိမ်ပါသွားခြင်းမရှိပဲသူ့ရဲ့အသက်58နှစ်မှာသူ့ရဲ့ယောဂနဲ့ပဲကွယ်လွန်သွားခဲ့ရပါတယ်ဒါကတော့မက္ခယမင်းသားကြီးရဲ့အကြောင်းကိုတင်ပြပေးတာဖြစ်ပါတယ်အဆုံးထိနားထောင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်မင်းသားကြီးနဲ့ပတ်သက်ပြီးတခြားအကြောင်းအရာသိရှိတာများရှိရင်ကွန်မန့်မှာရေးသားခဲ့လို့လည်းရပါတယ်